ရထားအောင်ထားတော့ပြီကိုဖြည်းဖြည်းလေးမလေးညကုန်ဒီထင်းတောင်းလိုက် ကိုနီတင်းသည်ချောင်းဆိုးခြင်းနှင့်ချွတ်သက်ကြောင့်တတ်တာပြောင်းပြစီပါသည်